အညာရဲ့စီရောပြောရင်ပြောမယ်စိတ်နဲ့တန်တာမဆာကြီးတန်တာပါသည်လဲလဲရောက်ရှောက်ဖုံလုံးကြီးတွေတလေးလေးတတာမြေအောင်ဒီတော်ကြီးအညာထားလေးတခါလာပြီကျွန်တော်အတွက်တော့မိဖုရားပါလီဒီမျိုးရင်မျိုးမစိတ်နဲ့တန်တာမဆာကြီးတန်တာပါသည်လဲလဲကြောင့်ရှောက်ဖုံလုံးကြီးတွေတလေးလေးတတာမြေအောင်ဒီတော်ဒီအညာထားနေတခါလာမြည်ကျွန်တော်အတွက်တော့မိဖုရားပါလီဝေထားနေပါတဲ့ဟုတ်ကဲ့မမေ့တော့အညာပေါ့နော်ဟုတ်ဇာတိမြေကိုမမေ့ခြင်းကအထက်တန်းစားဆန်တဲ့စိတ်ဓာတ်ပါတဲ့ဟုတ်ဒါကြောင့်ဘေရဲ့ဘေဒီတာပဲရောက်ရောက်ဘဝကြီးဟာလေဘလောက်ပဲမြင့်မားသွားပါစီကိုဇာတိချက်ကြီးမွေးရဲ့မြေကိုတော့မမေ့သင့်ဘူးတဲ့မမေ့တော့သူသည်အထက်တန်းစားဆန်တဲ့သူပါတဲ့စာထဲမှာဒီလိုမှတ်သားဖို့ပါတယ်နော်ဟုတ်ကဲ့ဒါကြောင့်မမေ့တော့အညာတို့ရွာတွေမှာတိကြတာတော့မွေးထနေပေါ့ဗျာဘယ်လိုဝဲတိကြမွေးထာနီအညာရဲ့စီတို့မျောရင်မျောမစိတ်ဝဲတန်တာမဆာကြီးတန်တာပါသည်မွေးထာနီမမေ့ပါဘူးတဲ့ဟုတ်ဘာတွေကအမှတ်ရစရာကောင်းတယ်လဲဆိုရင်လေလဲလဲရောက်တစ်လျှောက်ဖုံလုံးကြီးတွေတလေးလေးတက်တာမြေအောင်ဒီတော်ဒီတဲ့အညာကိုမေ့မရတဲ့အထဲမှာလှဲကြီးတွေလှဲလန်းကျောင်းကြီးတွေမှာဖြတ်သွားလိုက်ရင်နောက်ကဖုံလုံးကြီးတွေလိမ့်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 မေ့လို့မရဒါတွေကကိုတို့အညာရဲ့မမေ့စရာအညာပါဗျာဟုတ်တယ်ကဲအဲ့တော့ဒါလေးကိုဗလာတိုင်းလေးပြန်တိကြည့်အောင်ပါဗျာဟုတ်မွေးထာနီအဆိုတဘောပေါ့ဟုတ်အတီတဘောသွားကြည့်မယ်နော်လောက်ကြည့်အောင်ဗျာအင်းဒီမှာပြုရွှင်ကြည့်ရှီဖွေးဖွေးမို့လေကလေးတွေလောလို့ငါတွေဖမ်းကြလေငါတွေဖမ်းရလေတောင်းတမန်လေးအင်းဒီမှာပြုရွှင်ကြည့်ရှီဖွေးဖွေးမို့လေကလေးတွေလောလို့ငါတွေဖမ်းကြလေငါတွေဖမ်းရလေကျုံလုံးမေရွှေကြတဲ့အခုချိန်ဝဲဒီလာဝိထဲကျုံပဲရွှေကြတဲ့အခုချိန်ဝဲဒီလာဝိထဲနတ်တော်မျိုးယုံကြည်နေရှင်သာပစ္စေဆုံးကြီးတောင်းပြေသလားကိုကျွန်တော်တွေးတာကြီးအညာထားနေတခါလာမည်ကျွန်တော်အတွက်တော့မိဖုရားပါလီဒါကဒုတိယပိုက်ပါဟုတ်ကဲ့ဒါလေးကိုတစ်မျိုးတီးမယ်ဗျဟုတ်ဇာတိကနည်းနည်းပြင်းလာတော့ဟုတ်နော်ပတ်စာလေးတွေက6သွားတော့ပတ်စာအတန်ရွေ့တော့ဟုတ်ပိဋကကလည်းအများပိဋကကလည်းရက်တောင်လေးတွေကိုစီးနဲ့ရက်ကလေးတွေခတ်နေကြတာပူတာမသိရင်ပူတယ်လို့မထင်အောင်ဣဇော်နန်လို့ခတ်နေတယ်လို့ပဲ
မနဲ့တဲ့လက်ပြလေးတွေပြန်နေရတယ် နော် ဟုတ်ပါ ဟုတ်တောင်းတမန်နေအင်းကြီးမှာပြုရှင်ကြီးရေဖွေးဖွေးမို့လေကလေးတွေလောလို့ငါတွေဖမ်းရသည်ငါတွေဖမ်းရသည်ဒီပိုက်ကလေးကိုကြတော့လေဟုတ်တောင်းတမန်အင်းထဲမှာလေကလေးတွေကလေရေဖွေးဖွေးနဲ့ငါလေးဖမ်းနေကြတယ်လေလေးကိုလော်ပြီးတော့တန်ငါလှုပ်သားတွေပေါ့အဲ့တော့တီးလုံးတီးကွက်တစ်ခုဖန်တီးတဲ့နေရာမှာဂီတပညာရှင်များကအဲ့ဒီရဲ့ပုံရိပ်တွေကိုမျက်လုံးနဲ့မြင်လာအောင်ဖန်တီးရပါဟုတ်ကဲ့ဒါမှဂီတရတမြောက်တာပေါ့နော်အဲ့တော့ဒီပိုက်ကြတော့တို့ဒီလိုလေးသွားကြည့်ရလောက်ကြည့်အောင်ရငါတွေဘယ်လောက်ရပြီတော့ဗျာတော်တော်များများတော့ရပြီရေဒါဓမ္မသည်ကျောက်ကတော့လေးများမောင်းတာလေးများလေးပြက်လို့သုံးပါရှေ့တော့မှာဘုံရှည်တန်နေလို့ခေါ်တယ်ဗျာလက်ပံခွေလေလေတိုက်ကျွေလိုက်တဲ့အခါတဝင်းဝင်းဝေလို့လေရင်ပမာအိုးချစ်စရာမြင်ရပါလိမ့်အိုးတော့ဒီဟေးယူထန်နေချေနေပူရီမှာရွှေရသည်ရုပ်ပြကြောင်းစပိန်ကလေးတွေစီကကိုသည်စပိန်ကလေးတွေစီကကိုသည်ရွှေချီချင်းနဲ့နှမျိုးလေးလာတာအတွေးပင်ရောက်သည်ဝေးထာနေရွှေနောက်ဆုံးပိုက်ကလေးပါဗျဟုတ်လက်ပံပွင့်တွင်လေတိုက်ကျွေလိုက်တဲ့အခါတဝင်းဝင်းဝေလို့လေရင်ပမာတဲ့တို့အညာရောက်ပြီဆိုရင်ဟလာနွေရာသီရောက်ရင်လက်ပံနေမပွင့်ဘူးလားပွင့်ကြတယ်လက်ပံနေပွင့်တော့တို့အညာသူညာသားများတချို့လက်ပံပွင့်သွားကောက်ဟင်းတစ်ခွက်ရတယ်ဟုတ်တယ်တချို့ဆိုအချောက်လှမ်းပြီးချက်စားတယ်ဆိုလားမသိပါဘူးကြားပဲကြားဘူးတာမစားဘူးပုံရည်ကြီးနဲ့ချက်စားတအားကောင်းတယ်ခေါင်းနေကြတော့ဟင်းချက်စရာမဝေတိုင်းချက်စားနေတာဆိုတော့သိတယ်ကျွန်တော်တို့လက်ပံပွင့်နေကောက်ပြီးတော့ခုပြီးတော့လှမ်းထားတော့မိုးထွင်းကြပါလို့တော့မိုးတွေများဆွေးနေပြီဆိုရင်အဲ့ဒီလက်ပံပွင့်လေးနဲ့ကျွန်တော်တို့ဘက်ကပဲရီဆိုတာရှိတယ်အဲ့ဒီပဲရီလေးနဲ့နောက်လိုက်ကတော့ငုတ်သီးထောင်းပေါ့ဤလေးပေါ့အဲ့ဒီငုတ်သီးထောင်းလေးနဲ့အဲ့ဒီလက်ပံပွင့်နဲ့ချက်စားတအားကောင်းတာမိုးထွင်းဆိုတော့ဘေးလည်းအင်းချက်စရာရှားစရာမလိုเนาะဒီဘက်တလေးတော့မသိဘူးပေါ့ဗျာကျွန်တော်တို့ဘက်ကတော့အဲ့ဒီလက်ပံပွင့်ကောက်လို့ရှိရင်ဟင်းတစ်ခွက်ရတယ်လက်ပံမင်းကြီးတွေမြင်တော့တို့အညာကိုသတိမရဘူးရတာပေါ့သတိရစရာကောင်းတယ်လွမ်းစရာပါလားဟုတ်လက်ပံပွင့်တွင်လေတိုက်ကျွေလိုက်တဲ့အခါတဝင်းဝင်းဝေလို့လေရင်ပမာအော်ချစ်စရာမြင်ရပါလိမ့်အိုးတော့ဒီချစ်စရာကောင်းတဲ့တို့အညာတလေးလက်ပံပွင့်ကောက်နေတဲ့မြင်ဝင်လေးကိုမျက်လုံးနဲ့မြင်သွားအောင်တို့ဂီတကဒီလိုသွားကြည့်ရလောက်ကြည့်လဲရင်လေးတွေမျက်လုံးနဲ့မြင်လာချူလေးထည့်မယ်ဟာဒီသားရရောက်ခါနေပါပြီဟာ
ဟေး